Hello အားလုံးပဲမင်္ဂလာပါ Focus for Readers ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြမယ့်အကြောင်းအရာကတော့ဆီယာမခင်စောတင်ရေးသားထားတဲ့ဘဝရဲ့စင်းမြင့်များစာအုပ်ထဲကနေပြီးတော့မှအသက်ကြီးလာရုံများနဲ့ဉာဏ်ကြီးလာမယ်လို့ပုံတည်မြူစပါနဲ့ဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်လူတွေဟာအသက်ကြီးလာတာနဲ့ဉာဏ်ပညာပိုကြီးလာတယ်လို့လက်ခံသုံးသပ်ကြပါတယ်ဒီဆိုကိုကျမကတော့မမှန်ဘူးလို့ပဲတွေးမိပါတယ်ကျမတို့ကအမားတွေကိုဆက်လက်လုပ်မိရင်ဉာဏ်မရှိသူတွေလိုဆက်လက်လှုပ်ရှားရှင်သန်နေစေပါပဲဆိုလိုတာကအရင်ကအမားတွေနဲ့မတူတဲ့အမားတစ်တွေလုပ်မိကြပါတယ်အတွေ့အကြုံရသင်ခန်းစာယူပြီးအဲ့ဒီအမားမျိုးကိုတော့မလုပ်မိတော့ပါဘူးဒါပေမဲ့အမားတွေပါတဲ့အချင်းအိုးကြီးကကျမတို့ခလုတ်တိုက်ပြီးလဲကြဖို့ရှိတဲ့မှာစောင့်စားနေပါတယ်အဓိကချက်ကအမားတစ်တွေလုံမိရင်လက်ခံလိုက်ပြီးကိုအပြစ်တင်စိတ်သက်ကြမနေဖို့ပါပဲကျင့်စဉ်စင်မြင့်ကမာယွန်းရှုပ်ထွေးသွားပြီဆိုရင်ကိုနားလေပေးလိုက်ပါခွင့်လွတ်ပြီးဒီဖြစ်ဟာအသက်ကြီးလာပေမဲ့ဉာဏ်ပညာကြီးမလာသေးဘူးဆိုတာကိုလက်ခံလိုက်ပါနောက်ကိုပြန်ကြည့်ရင်ကျမတို့လုပ်ခဲ့တဲ့အမားတွေကိုမြင်နိုင်ပါတယ်ဒါပေမဲ့နောက်ထပ်မပီးဝိုးတဝါအတွင်နဲ့ပေါ်လာမယ့်အရာတွေကိုတော့သတိမထားမိကြပါဘူးဉာဏ်ပညာရှိတယ်ဆိုတာအမားတွေမလုပ်မိတာမဟုတ်ပါဘူးဒါပေမဲ့ပြီးသွားတဲ့အခါမှာမိမိရဲ့တိတ်ခါရဲ့စိတ်ကျန်းမာရေးကိုမထိခိုက်ပဲလွတ်မြောက်နိုင်ဖို့သင်ကြားသမြောက်ရေးပါပဲကျမတို့ငယ်ရွယ်စဉ်ခါကအိုမင်းနယ်ဆိုတာလူကြီးတွေမှာတာဖြစ်တဲ့ဖြစ်စဉ်တစ်ခုလို့သဘောထားခဲ့ကြပါတယ်ဒါပေမဲ့ကျမတို့အားလုံးအိုချင်းကိုကြုံကြတဲ့ခါမှာတော့ရွေးချယ်စရာလည်းမရှိပါဘူးအိုချင်းကိုကြိုးဆိုပြီးလူးလိတ်ခံစားလိုက်ကြရမှာပါပဲကျမတို့ဘာပဲလို့ဘလို့နီးနေပဲနေတနေ့ပြီးတနေ့အိုလာမယ်ဆိုတဲ့ဖြစ်စဉ်ကမြန်ကြီးရွေ့လျားနေပါတယ်တနည်းလက်တွေ့ရရင်အသက်ပိုကြီးလာလေအမားလုံနိုင်တဲ့နေရာတွေများပြားကျယ်ပြန့်လာလေပါပဲလမ်းညွှန်မှုတွေမရှိတဲ့နေရာတွေနဲ့လောက်ကင်တဲ့နေရာမှာအဆင်မပြေတဲ့နေရာတွေလိုတာထက်ပိုပြီးတုတ်ပြန်မိတာတွေမယွန်းလုံးမိဖို့နေရာတစ်တွေနဲ့အမြဲတွေ့ကြုံကြရပါတယ်ကျမတို့ကပိုပြီးပျော့ပြောင်းလာပြီးအတိုးလျှော့လုပ်လေပိုပြီးစွန့်စားဖို့ဖြစ်လာလေဘဝကိုပိုပြီးလက်ခံကြိုဆိုလေစူးစမ်းလေ့လာရမယ့်အတစ်တော်လမ်းတွေပေါ်လာလေဖြစ်ပါတယ်အဲ့ဒီခါမှာအမားတွေလုံမိတတ်ပါတယ်ခေတ်ဆက်တွေပြောင်းပြီးလောကရဲ့မာယာတော်ကြီးကထူထပ်လာပါတယ်ဒီထဲကိုတိုးဝင်သွားတဲ့သူတွေကအတက်ကြီးသူတွေဖြစ်ပါစေမိမိကရိုးရိုးရှင်းတဘောထားနဲ့ပြုမှုလုပ်ကင်ပေမဲ့ဉာဏ်ကလိုက်လို့မမီတော့ပဲမာသွားတတ်ပါတယ်တခါမှာတော့အလစ်အငိုက်မှတုံးချသွားတာလှုပ်ရှားသွားတာကိုခံလိုက်ရတတ်ပါတယ်ငွေကြေးလက်လာပါတော့နဲ့မတိုင်းတာထိုက်တဲ့မြင့်တဲ့အလုပ်မှာပင်အတုံးချတာကိုတခါကခံလိုက်ရပူပါတယ်ရင်းနှီးတဲ့အလေကလူနဲ့ပတ်သက်တဲ့အတွက်ဘဝင်မကြပေမဲ့ပါဝင်ပတ်သက်သွားပါတယ်နောက်မှတုံးချသွားတာပါလားမိမိဉာဏ်ပညာနဲ့လို့မားသွားပြီလို့ရှက်လာတဲ့အတွက်မိမိရဲ့ဓာတ်ပုံပြူးနေအောင်ပါသွားတဲ့စာအုပ်ကြီးကိုနောက်ထပ်လန်ပြီးမကြည့်ရတော့ပါဘူးအလေကလူလည်းသူ့ကိုအတုံးချသွားတာပထမစီစဉ်သူပါလားလို့မသိလို့နေမှာပါပဲလို့စိတ်ကိုဖြေလိုက်ရပါတယ်လောကရဲ့မာယာတော်မှာအသက်ကြီးသူဖြစ်ပေမဲ့ဉာဏ်မကြီးလို့အမားကိုလုံးမိတာကိုတွေ့ပါပဲသင်ခန်းစာယူရမှာဖြစ်ပါတယ်နောက်ကိုပြန်ကြည့်ပြီးဘလို့နေရာမှာမားသွားသလဲဆိုတာမြင်မိတဲ့အခါမှာဒီလိုအမားမျိုးနောက်ထပ်မလုံးမိဖို့ခိုင်မာစွာဆုံးဖြတ်ရုံကလွယ်ပြီးတခြားလုပ်နိုင်တာမရှိပါဘူးဘလို့စီးမြင့်ကိုမဆိုမိမိတယောက်တည်းမကပဲတခြားသူများအတွက်လည်းအကျုံးဝင်နေဆိုတာမမေ့ပါနဲ့တခြားသူတွေလည်းတဖြည်းဖြည်းအသက်တွေကြီးလာကြပါတယ်အထူးအဖြစ်ပိုပြီးဉာဏ်ပညာကြီးလာလို့တော့ပုံသေးပြောလို့မရပါဘူးဒီအချက်ကိုလက်ခံလိုက်တာနဲ့မိမိကိုယ်နဲ့တခြားသူတွေကိုခွင့်လွှတ်စိတ်နားလည်စာနာစိတ်တွေပို့ပြီးထားနိုင်လာပါမယ်တခါမှမမားဘူးတဲ့သူမရှိပါဘူးဒါကြောင့်မားတာကိုတိတ်ကြောက်စရာရှက်စရာမလိုပါဘူးအမားကိုမားမင်းတည့်ရနဲ့မလုံးမိဖို့နဲ့မားမယ်လို့မသိပဲရိုးကန်စိတ်နဲ့လုံးမိလို့မားသွားတာခွင့်လွှတ်လို့ရပါတယ်အရေးကြီးတာကအယိုးသားဆုံးဆက်ဆံဖို့နဲ့မလဲစားဖို့ပါပဲနောက်ဆုံးတော့အချိန်ကကုစားသွားပါတယ်
အသက်ကြီးရင်လာတာနဲ့အလုံးဟာပိုပြီးကောင်းသွားပါတယ်တကယ်တော့အမားတွေပိုပြီးလုံးမိလေအမားအစ်စ်တွေနဲ့တွေ့ဖို့ပိုနေပါလေပါပဲကောင်းဆုံးချက်ကကျမတို့ရဲ့နှုစင်ကာလတွေမှာအမားတွေလုတ်ပြီးသွားခဲ့ရဲ့နောက်ပိုင်းကျတော့သင်ကန်းစာယူပြီးပြုပြင်သွားဖို့မခက်ခဲလာတော့ပါဘူးဒီချက်ဟာငယ်ရသူတွေသိထားဖို့ပဲဖြစ်ပါတယ်အမားတွေစောစီးစွာလုံမိပြီးရင်နောက်ပိုင်းအတွက်သင်ခန်းစာယူပြီးရှင်းလင်းထားနိုင်ပါတော့မယ်အမားကြောင့်အတိညာဏ်ရပါတယ်နောက်တစ်ခါမမာရအောင်အတိညာဏ်ကသင်ခန်းစာပေးတဲ့အတွက်ရှေးလျှောက်အမားနဲ့တွားပါမယ်အမားကိုတီးပြီးပြင်းတဲ့သူဟာတတိရှိတဲ့သူဖြစ်လာတယ်ကိုပို့ပြီးယုံကြည်တဲ့သူဖြစ်လာတယ်ဥဇောတိကအားလုံးပဲကျွန်တော်ရဲ့ podcast ကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့နောက် podcast လေးမှာပြန်လည်ဆုံကြည့်ကြပါစို့အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်